ပါးနီလည်းလိမ့်ပြီးပြီဆိုတော့တန်တာကနှက်ခမ်းနီလေးဆိုပြပါမယ်နှက်ခမ်းနီကိုအောက်နှက်ခမ်းရဲ့အနားမှာနှက်ခမ်းနားလေးရှိပါတယ်အဲ့ဒီနှက်ခမ်းနားလေးကနေစပြီးတော့နှက်ခမ်းနီကိုအခုတန်တာဗီဒီယိုမှာဆိုပြတဲ့အတိုင်းအရင်ဆုံးအရာလေးပေးလိုက်ရမှာဖြစ်ပါတယ်ပြီးပြီဆိုရင်အပေါ်နှက်ခမ်းလေးကိုလည်းအခုလိုပဲတန်တာပြထားတဲ့အတိုင်းအရာလေးပေးလိုက်ရမှာဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုတေချာကြည့်ပြီးလိုက်ဆိုရင်အဆင်ပြေပါတယ်ပြီးပြီဆိုရင်တော့တန်တာက lipstick လေးဆိုပါမယ်နှက်ခမ်းနီလေးကိုဆိုလိုက်တာပေါ့နော်နှက်ခမ်းနီလေးကိုဆိုပြီးသွားပြီဆိုရင်တော့တန်တာက brush လေးနဲ့ညီညာသွားအောင်လို့တိတိချာချာလေး blend လိုက်ပါမယ်နှက်ခမ်းသားပေါ်မှာနှက်ခမ်းနီကတေချာလေးညီညာပြန့်ပြူးနေအောင်လို့တေချာလေး blend ပြထားတာပါနော်ပြီးပြီဆိုလို့ရှိရင်တော့တန်တာတို့ကနည်းနည်းလေးပို့ပြီးတော့လင်းသွားအောင်သူ့ထက်ဒဇင်ညိုတဲ့ကာလာလေးပေါ့နော်အတွင်းသားလေးတွေလင်းသွားအောင်သူ့ထက်ဒဇင်ညိုတဲ့ကာလာလေးကိုနည်းနည်းလေးထပ်ပြီးတော့ဘေးနားလေးမှာအခုတန်တာစိုးပြထားတဲ့အတိုင်းစိုးလိုက်ပါမယ်အပေါ်နှက်ခမ်းလေးရဲ့အတွင်းဘက်လေးကိုလည်းအဲ့ဒီကာလာလေးကိုနည်းနည်းလေးထပ်စိုးပါမယ်နှက်ခမ်းလေးလင်းသွားအောင်ပါပထမအနုဆိုတော့အခုနည်းနည်းလေးရင်နာလေးကိုထပ်ဆိုးလိုက်တာပါပြီးပြီဆိုရင်တော့ highlighter လေးလိမ့်ပါမယ် highlighter ကိုအခုပြထားတဲ့အတိုင်းပဲတေချာလေးလိမ့်ရမှာဖြစ်ပါတယ်ပါယိုနှစ်ဖက်မှာလိမ့်မယ်ပါယိုအပေါ်မှာလိမ့်မှာနော်ပါယိုရဲ့အပေါ်ဘက်မှာလိမ့်မှာပါယိုပေါ်မှာလိမ့်မှာမဟုတ်ပါဘူးရှင်ပြီးပြီဆိုလို့ရှိရင်တော့မေးစီမှာလိမ့်မယ်အပေါ်နှက်ခမ်းလေးမှာနည်းနည်းလေးပပလေးလိမ့်မယ်နဖူးလေးမှာလိမ့်မယ်နှာခေါင်းမှာလိမ့်ရင်တော့တန်တာကနှာခေါင်းရဲ့ထိတ်ကလေးကိုပဲလိမ့်လိုက်တာဖြစ်ပါတယ်ပြီးရင်တော့မျက်ခုံးအောက်မှာလိမ့်မယ် highlighter ကိုပြီးပြီဆိုရင် setting spray လေးဖြန်းပြီးသွားပြီဆိုရင်တော့ဒါကတန်တာ makeup လိမ့်လို့ပြီးသွားပြီပေါ့နော်အခုဒါတန်တာ makeup လိမ့်လို့ပြီးသွားတဲ့အချိန်နဲ့တန်တာ makeup မလိမ့်ခင်ရရုံနဲ့ရှင်းပြပြီးမယ်နော်အခုဆိုရင်ဒါတန်တာက makeup လိမ့်လို့ပြီးသွားတဲ့ရုပ်ကလေးပါပြီးပြီဆိုရင်တော့တန်တာကနှက်ခမ်းလေးကို gloss လေးနည်းနည်းလိမ့်ပါမယ်ရွှဲရွှဲလေးဖြစ်စေခြင်းလို့ပါဒါဆိုတန်တာရဲ့ final look လေးကပြီးသွားပါပြီအကယ်လို့တန်တာလိုလှခြင်းနဲ့အခုလိုမျိုးပဲပြင်တက်ခြင်းတယ်ဆိုလို့ရှိရင်တော့တန်တာရဲ့ online class လေးရှိပါတယ်တန်တာတင်ပြပေးသွားတယ်ကျင်ညာတာနာ self makeup class လေးကိုအားလုံးနားလည်မယ်လို့ညွှန်လင့်ပါတယ်တန်တာကစဉ်းစားထားပြီးတော့အားလုံးနားလည်အောင်ဆိုပြီး day 1 day 2 day 3နဲ့ final day ဆိုပြီးတော့၄ဘိုက်ခွဲပြီးတင်ပေးထားတာဖြစ်ပါတယ်ဒီ self makeup class လေးကိုဒီထက်ပိုပြီးအသေးစိတ်သိချင်တယ်ကိုယ့်ရဲ့ skin type skin tone undertone ကအစအသေးစိတ်အချက်အလက်ကအစတိတိချာချာဂဂနနသိချင်တယ်ကိုအသေးစိတ်အချက်အလက်ကအစ perfect ဖြစ်အောင်ပွဲတက်တဲ့အထိပြင်တက်ချင်တယ်ဆိုလို့ရှိရင်တန်တာရဲ့ online class လေးကိုလာ join လို့ရပါတယ် video class လေးဖြစ်ပါတယ်เนาะ online class က zoom နဲ့တင်မှာမဟုတ်ပါဘူးရှင် video class လေးဖြစ်ပါတယ်အဲ့ဒီ video class လေးမှာဆိုလို့ရှိရင် day 1 day 2 day 3ဆိုပြီးတော့တန်တာက3ရက်ခွဲပြီးတင်ပေးသွားမှာဖြစ်ပါတယ် video class လေးကိုတက်ပြီးသွားပြီဆိုလို့ရှိရင်ကိုပြင်တာတယ်မကပဲနဲ့တခြားသူတယောက်ကိုပါပြင်ပေးခြင်းတယ်ဝါသနာပါတယ်ဆိုရင်လေပြင်ပြပေးနိုင်တဲ့အဆင့်လောက်ရောက်တဲ့အထိကိုတန်တာကဗီဒီယိုထဲမှာအသေးစိတ်အချက်အလက်ကအစားထည့်သွင်းသင်ကြားပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တန်တာရဲ့ဒီဗီဒီယို class လေးကိုလာ join ဖို့ဖိတ်ခေါ်ပြရစီရှင်တန်တာရဲ့ဒီဗီဒီယို class လေးကိုလာ join မယ်ဆိုလို့ရှိရင်တော့ဗီဒီယို class ဖြစ်တဲ့အတွက်တန်တာကသင်တန်းကြီးကိုတသိန်းယူပါတယ်ဒီဗီဒီယိုကနေပြီးလာ join မယ်ဆိုလို့ရှိရင်တန်တာရဲ့သင်တန်းကြီးကို9000နဲ့ပထမဆုံး10ဦးကိုလုပ်ပေးမှာဖြစ်ပြီးတော့10ဦးကျော်သွားပြီဆိုတာနဲ့သင်တန်းကြီးကတသိန်းပြန်ဖြစ်သွားမှာဖြစ်ပါတယ်သင်တန်းပြီးသွားပြီဆိုလို့ရှိရင်လေသင်တန်းသူလေးတွေရဲ့ before after ပုံကိုတန်တာကိုပို့ပေးရမှာဖြစ်ပါတယ် before after ပုံပို့ပေးထားတဲ့သင်တန်းသူတွေအားလုံးတွေကလက်ရအကောင်းဆုံးသင်တန်းသူတစ်ယောက်ကိုရွေးပြီးတော့
makeup product အသစ်ဆက်ဆက်2သိန်းဘိုးကိုတဏ္ဍဘက်ကနေလက်ဆောင်အဖြစ်ပေးအပ်သွားမှာပဲဖြစ်ပါတယ်ရှင်တဏ္ဍရဲ့ဒီ self makeup online class လေးကို join နေတယ်ဆိုလို့ရှိရင်တော့ဒီ CB ကနေလာပြီးတော့ self makeup online class ဆိုပြီးရေးထားခဲ့ပေးပါတဏ္ဍတို့ဘက်ကနေပြန်လည်ဆက်သွယ်ပြပါမယ်ရှင်ကြည့်ရှုအားလုံးကိုကျေးဇူးတင်ပါတယ် class ထဲမှာဆုံကြမယ်နော်